ကျွန်တော်ခုဒီ215 Academy ကိုရောက်တာဒါနှစ်ပတ်မြောက်ရှိပြီပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ခုလက်ရှိဒီ215 Academy နဲ့ပတ်သက်ပြီးတော့ဘယ်လိုလေ့ကျင့်ခန်းတွေလုပ်ရတယ်ဒီ215 Academy ကဘယ်လိုဖွဲ့စည်းထားတယ်ဆိုတာလေးကိုနည်းနည်းကျွန်တော် sharing လုပ်ပေးမယ်ပေါ့ဒီမှာကအဓိကအပြင်ဒီ gym ကိုဒီ Academy ကိုဦးစီးတာကတရုတ်တတိယနေမှာဦးစီးတယ်ပေါ့နော်အဲ့ဒီမှာသူကဦးစီးပြင်မဲ့တွဲဖက်ပြီးတော့ဘသူနဲ့တွဲဖက်ပြီးတော့လောက်ကင်လဲဆိုရင်ထိုင်းသတိတယောက်နဲ့တွဲပြီးတော့ဒီချင်းကိုလေပတ်တယ်ပေါ့နော်အဲ့လိုလေပတ်တဲ့ပုံမှာသူကဒီမှာစာချုပ်ထိုင်းသတိနဲ့ချုပ်ထားတဲ့ထိုင်းကစားသမားတွေရှိသလိုတရုတ်သတိနဲ့ချုပ်ထားတဲ့တခြားတရုတ်တွေနိုင်ငံသားတွေလည်းရှိတယ်ပေါ့နော်ထိုင်းသတိနဲ့စာချုပ်ချုပ်တဲ့လူတွေကတော့မိုးထိုင်းသမားတည်တံ့ပဲတရုတ်သတိနဲ့စာချုပ်ချုပ်တဲ့လူတွေကတော့ MMA မွေထိုင်းပေါ့နော်လောလောဆယ်တော့အဲ့လိုနှမျိုးရှိတယ်ပေါ့အဲ့ဒီမှာတချို့လူတွေကြတော့တချို့နိုင်ငံသားတွေတချို့တရုတ်တွေကြတော့ဒီမှာစာချုပ်နဲ့မဟုတ်ပဲနဲ့ပတ်စံပေးပြီးတော့လာလေ့ကျင့်တဲ့လူတွေလည်းရှိတယ်ဒီမှာနေစားနဲ့နေမယ်စားမယ်ဒီမှာလေ့ကျင့်မယ်ဆိုရင်တစ်လဘယ်လောက်ဆိုပြီးတော့အဲ့လိုလေ့ကျင့်တာရှိတယ်နောက်ပြီး session နဲ့လည်းသင်လို့ရတယ်အချိန်ကိုဘယ်လောက်အဲ့လိုလာလေ့ကျင့်တဲ့လူတွေလည်းရှိတယ်ပေါ့နော်များသောအားဖြင့်ကတော့မြန်မာတွေကတော့တရုတ်သတင်းနဲ့စာချုပ်ချုပ်ရမယ်ဒီမြန်မာကစားသမားတွေကနောက်ကြရင်တည်တံ့ trainer trainer ထားပေးမယ်ပေါ့နော်အခုကျွန်တော်ဒီနှစ်ပတ်တာမှာတော့ကျွန်တော်တို့မြန်မာကစားသမားတွေတည်တံ့ trainer ရေလို့တော့မရှိသေးဘူးကျွန်တော်အခုဒီနှစ်ပတ်တာမှာဒီ Thai trainer တွေနဲ့ပဲအဓိကလေ့ကျင့်ရတယ်ပေါ့မွေထိုင်း Thai trainer တွေနဲ့ပဲအဓိကလေ့ကျင့်ရတယ်ဒါကအဲ့ဒီမွေထိုင်း train ပေးတဲ့ဆရာတွေမအားတဲ့ခါတွေမှာဆိုရင်တော့ရံပရံခါမှာပေါင်းစင်ဆရာတွေစီမှာလည်းတော့ချင်းကပ်ပြီးတော့ပေါင်းစင်သင်လို့ရတယ်ပေါ့ဒါကတော့ကျွန်တော်အခုလက်ရှိနှစ်ပတ်တာမှာကျွန်တော်တို့ဖြတ်သန်းခဲ့ရတဲ့ပုံစံပေါ့နော်ဆိုတော့ဘာကြီးလေ့ကျင့်ရလဲဆိုရင်တော့ကျွန်တော်တို့ပြေးရတယ်ကြိုးခေါင်းရတယ်သဲတွေဘာကြီးထိုးရတယ်ပတ်တွေဘာတွေလည်းထိုးရတယ် sparring ကစားရတယ်လက်ပန်းလုံးရတယ်လက်ပန်းလုံးနဲ့ဆိုတာကျွန်တော် clinch မိုင်းဆိုင်ရပါတော့အဲ့ဒါကြီးလည်းကျွန်တော်လုပ်ရတယ်ဒါမို့ထိုင်းကစားတဲ့ခါမှာသူတို့သင်ပေးတာပေါ့နော်အဲ့တခါတလေသူတို့ needs နဲ့ပိုင်းဆိုင်ရာကြီးလည်းပြပေးပါတယ်ဒီကတော့သူတို့ပွဲကြီးထိုးမဲ့fighter တွေဦးစားပေးပြီးတော့လေ့ကျင့်ပေးလို့ရှိရပေါ့နော်ပွဲရှိတဲ့တကယ်ပွဲကြီးမှာထိုးရမဲ့ fighter တွေကိုအဓိကလေ့ကျင့်ပေးလို့ရှိရဒီမှာလည်း1မှာကစားနေတဲ့ကစားသမားတွေ3-4ယောက်တော့အနည်းဆုံးရှိလိမ့်ဆိုတော့ကျွန်တော်တို့လည်းတခါတလေအဆင်ပြေလို့နေစနစ်တွေပါဆရာတွေကနေမှပြပေးတယ်ပတ်တွေပါကင်ပေးတယ် sparring ပါဆွဲခိုင်းတယ်နှစ်ပန်းတွေပါclinch ဘိုင်းဆိုင်ရာတွေပါနှစ်ပန်းတွေပါလုံးခိုင်းတယ်ပေါ့နော်ဘောက်ဆင်ဆရာနဲ့တင်တဲ့ခါမှာလည်းသူကတေးသေးချာချာဒီ full war နဲ့ဘောက်ဆင် full war တွေပြပေးတယ်လက်တိထိုးနည်းတွေကိုတေးသေးချာချာပြပေးတယ်ပေါ့နော်သူဘောက်ဆင်ပတ်ဝါတွေပါလည်းကင်ပေးတယ် sparring ဘောက်ဆင် sparring တွေလည်းဆွဲရတယ်ဘယ်လိုလေ့ကျင့်ရလဲဆိုတာစိတ်ဝင်စားရင်ဆက်ပြီးတဲ့အထိကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်နော်
။